မင်္ဂလာပါ Knowledge Universe Channel ရဲ့ကျမ်းမာရေးဝတ္ထုအစီအစဉ်လေးကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ့်ဝတ္ထုရဲ့ခေါင်းစဉ်လေးကအန်ဒီရဲ့ရှိရဲ့ကျမ်းမာရေးခေါင်းစဉ်လေးပဲဖြစ်ပါတယ်။နည်းနည်းခင်းရီနီယောင်ကြီးနုနုသည်ပသိမ်မြို့လေး၏မြူနီးများကြားမှတိုးထွက်လာပြီးမြစ်တာရိပ်အမီရှိအိမ်လေး၏ပြတင်းပေါက်မှတဆင့်အခန်းထဲသို့ကျူးကျော်ဝင်ရောက်လာသည်။အခန်းထဲတွင်တော့တစ်ခိုပန်းနှင့်တင်းတင်းလေးကစိုးမိုးထားသည်။ကိုထတော့လေမနဲ့စာပြင်ပြီးပြီနုနယ်ချိုးသားလားပေါ့အတန်ပိုင်ရွှင်မှာနှင်းနုဖြစ်သည်သူမသည်အသားဖြူဖြူကိုလုံးပါပါလေးနဲ့အမြဲတမ်းပြုံးရွှင်နေတတ်သူမ၏ချစ်သူဒေါက်တာမင်းထက်ကတော့ခုတင်ပေါ်တွင်စာအုပ်တအုပ်နှင့်မေးဆက်နေစေမင်းထက်နိုးလာတော့သူ့ဘေးနားတွင်နှွေးထွေးသောလက်ဖက်ရည်ကျန်းတစ်ခွက်နှင့်ပြားရည်ဆန်းထားသောပေါင်မုံကအစင်သည်နှင်းကတော့အမြဲတမ်းဂယုစိုက်တက်လိုက်တာမင်းထက်ကပြုံးရင်နှင်းနု၏စပင်လေးများကိုအသာအရာသက်ပေလိုက်သည်ဒါပေမဲ့နင်းကိုကိုအမြဲတမ်းပြားရည်တွေတိုက်နေတာနှင်းကိုယ်တိုင်ကပြားရည်ကြိုက်လို့လားနင်းနုကခေါင်းလေးညိရင်ကြိုက်တာပေါ့ကိုရဲ့ပြားရည်ကတဘာဝဈေးလေအသားအရည်လေးလှတယ်ကျန်းမာရေးအတွက်လည်းကောင်းတယ်မဟုတ်လားမင်းထက်ကဆရာဝန်တယောက်ပြီးပြုံးလိုက်မိသည်ဟုတ်တယ်နင်းဒါပေမဲ့လူတွေသတိမထားမိတဲ့ကျန်းမာရေးအမားတစ်ခုပြားရည်မှရှိတယ်ဆိုတာနင်းသိလားနင်းနုမျက်လုံးလေးဝိုင်းသွားသည်ရှင်ပြားရည်မှာအန်ဒီရရှိလို့လားကိုအန်ဒီရရှိတာမဟုတ်ဘူးနင်းရဲ့သုံးဆွဲပုံမှားတာလူတွေကပြားရည်ကိုအာဟာရချစ်အောင်ဆိုပြီးစူပွက်နေတဲ့ရေနွေးပူပူတဲ့ထဲ့ဖြော်တောက်တတ်ကြတယ်အဲ့ဒါကအကြီးမားဆုံးအမှားတယ်ပြားရည်ကို60 degree Celsius သို့မဟုတ်140 degree F ထက်ချော်တဲ့အပူချိန်နဲ့တွေ့လိုက်ရင်သူ့မှာပါတဲ့အင်ဇိုင်းတွေပျက်စီးသွားရုံတင်မကဘူး hydroxymethyl-fumarole ဆိုတဲ့ဓာတ်ပေါင်းတစ်မျိုးထွက်လာတတ်တယ်အဲ့ဒါကရေရှည်မှာခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဖြစ်စေနိုင်တယ်။နှင်းနုကအံ့ဩတုန်လှုပ်စွာဖြင့်နားထောင်နေသည်။သူမသည်မင်းထက်ကအမဲတမ်းရေနွေးပူပူညင်ပြားရည်ဖွယ်တိုက်ခဲ့သည်ကိုသတိရသွားသည်။ဒါကြောင့်ပြားရည်ကိုရေနွေးနွေးလေးနဲ့ပဲဖြော်ရတဲ့နင်းရက်။နောက်ပြီးပြားရည်နဲ့ကန်စွန်းဦးပြားရည်နဲ့ကြက်သွန်ရိုးစတာတွေကိုတွဲစားရင်လည်းဘိုင်အောင်ပိုင်နာဖြစ်တတ်သည်နေ။မင်းထက်ကရှင်းပြရင်နှင်းနု၏လက်ကလေးကိုဆွဲယူကနမ်းရှုံလိုက်သည်။ကိုကနှင်းကိုအငြင်းတန်းချမ်းမာမာနဲ့ဘေးနားမှာရှိနေစေခြင်းလို့ပြောပြတာပါထိုနနက်ခင်းလေးသည်အလွန်မြင့်ကြည်နူးဖို့ကောင်းလာသည်ချစ်သူနှစ်ဦး၏ကျင်နာမှုများအပြန်အလှန်ကယူဆိုင်မှုများဖြင့်ပြည့်ညွတ်နေသည်သို့သောထိုကြည်နူးမှုများ၏နောက်ွယ်တွင်နှင်းနူဖုံးကွယ်ထားသောလှုပ်ရှုပ်ဝဲတစ်ခုရှိသည်သူမ၏မိသားစုဝင်များတယောက်ယောက်များထူးဆန်းတဲ့ယောဂဝေဒနာများဖြင့်တည်ဆုံးခဲ့ရသည့်အကြောင်းရင်းသူမသည်မင်းထက်ကိုချစ်တော်လဲသူမ၏ဘဝထဲသို့မင်းထက်ရောက်လာခြင်းသည်တိုင်ဆိုင်ခြင်းလားသို့မဟုတ်စီစဉ်ထားသောကျမ်းမာရေးဆိုင်ရာလက်စာကြေးဝန်ခုလားကိုနှင်းတို့တတလွန်အခုလိုပဲအတူတူရှိသွားမှာလားဟင်နှင်းတို့ကမင်းထက်ရီရင်ခွဲနဲ့တိုးဝင်ညစ်မေးလိုက်သည်မင်းထက်ကသူမကိုတင်းတင်းကြပ်ကြပ်ပွေ့ထထားတော့လေသူ့၏မျက်လုံးများကတော့ပြတင်းပေါ်အပင်ဘက်ကခြောက်သွေးမိတော့တစ်ပင်အိုကြီးစီသို့ရောက်ရှိနေသည်မင်းထက်ဆေးရုံသို့ထွက်ခွာသွားပြီးနောက်နှင်းနုတယောက်တည်းကြံရစ်ခဲ့သည့်အိမ်လေးသည်ရုတ်ချီးပင်တိတ်ဆိတ်သွားသည်သူမသည်စာဝဲပေါ်တွင်ကြံရစ်ခဲ့သောပြား၏ပလင်းလေးကိုငေးကြည့်နေမိ၏ကိုပြောသွားသည် hydroxymethyl-fumarole ဆိုသည့်စကားလုံးကြီးကသူမနားထဲတွင်ပဲ့တင်ထားနေသည်လူတွေကအကောင်းမှတ်ပြီးလုပ်နေတဲ့အလေးအကျင့်လေးတစ်ခုကတကယ်တော့ကိုယ်တိုင်ကိုယ်ကျအစိတ်ခတ်နေတယ်လို့ဖြစ်နေပါလားဆိုသည့်အတီးကသူမကိုကြက်တီးထားစေသည်သူမအိမ်အပေါ်ထက်ကဖုံအလိမ့်လိမ့်တက်နေသည့်တစ်တာအိုကြီးစီသို့ခြေလန်းကျဲကျဲဖြင့်တက်လာခဲ့သည်တစ်တာကိုဖွင့်လိုက်တော့ဟောင်းနွဲနေသည့်ဒိုင်ယာရီစာအုပ်တအုပ်နှင့်ဆေးမှတ်တမ်းတချို့ထွက်လာသည်ထိုမှတ်တမ်းများသည်လွန်ခဲ့သော9နှစ်ကဆုံးပွားသွားခဲ့သည့်သူမ၏အမဖြစ်သူနှင်းဝီရီ၏မှတ်တမ်းများခဲ့သည်နှင်းဝီရီသည်လည်းတစ်ချိန်ကနှင်းနုကဲသို့ပင်လှပနုနယ်ခဲ့သူပါသို့သောအိမ်တော်ကြပြီး2နှစ်အကြာတွင်အကြောင်းရင်းရှာမရပေအသားအရည်များပိန်ချောင်ကရုတ်တရက်နှလုံးရက်ပြီးဆုံးပွားသွားခဲ့သည်ထိုစဉ်ကဆရာဝန်များကအာဟာရချိုးတဲ့ခြင်းဟုသာအလွယ်တကူကောက်ချက်ချခဲ့ကြသည်နှင်းနုသည်မှတ်တမ်းဟောင်းများကိုလှန်ကြည့်ရင်အမပြည်သူနောက်ဆုံးစားခဲ့ပြီးအစားအသောက်စီရင်ကိုတွေ့လိုက်ရသောအခါလက်ဖျားများအေးစပ်ပေါ်ရသည်ဒါကထိုမှတ်တမ်းတွင်အမပြည်သူသည်ကိုအလေးချိန်လျှော့ချရန်အတွက်ဆိုကညစဉ်ညတိုင်းအာလူးစီအဖျော်ရည်ကိုတုတ်သုံးခဲ့ကြောင်းရေးထားခဲ့သည်လူအများစုကအာလူးသည်ကျန်းမာရေးနှင့်ညီညွတ်တယ်ဟုထင်ကြတော့လေအာလူး၏အခွင့်တွင်အစိမ်းရောင်တန်းနေလျင်သို့မဟုတ်အညောက်များထွက်နေလျင်ဆိုလနင်ဟုခေါ်သော
တဘာဝအစိတ်အတောက်တစ်မျိုးပြင်းထန်စွာပါဝင်တည်တတ်သည်ကိုအမဖြစ်သူမသိခဲ့ရှာပြီထိုအစိတ်သည်ပမာဏများလာလျင်အာယုံကြောင်းလိုစနစ်ကိုထိခိုက်စေပြီးနှလုံးခုန်ရက်သည့်အထိအန်ဒီယေဘိန်းနိုင်ကြောင်းနှင်းနုအခုမှသဘောပေါက်လိုက်ရသည်ငါတို့မိသားစုကအသိပညာမရှိလို့ပဲတယောက်ပြီးတယောက်တည်ခဲ့ကြတာလားနှင်းနုရင်ထဲတွင်မွန်းကျက်လာသည်ဖြင့်အောက်ထပ်သို့ပြန်ဆင်းလာကရေခဲတင်တားတံမှာပလတ်စတစ်ဘူးထဲထည့်ထားသောဟင်းကြံတချို့ကိုထုတ်လိုက်သည်သူမသည်ထိုဟင်းများကိုမိုက်ခရိုဝေ့ဖ်ထဲထည့်ရန်ပြင်လိုက်တော်မှာပဲမင်းထက်ရဲ့စကားသံကိုပြန်ကြားလိုက်ရပြန်သည်နှင့်ပလတ်စတစ်ဘူးတွေကိုအပူပေးရင်သတိထားနော် BPA ဆိုတဲ့ဓာတ်ပစ္စည်းတွေကအစားအသောက်ထဲပျော်ဝင်သွားတတ်တယ်အဲ့လာကကင်ဆာထိစေနိုင်တဲ့အဓိကတရားခံပဲသူမလက်တွေတုံမြင်လာသည်သူမဘဝတွေအမှန်မှတ်တီးလှုပ်ဆောင်ခဲ့သည်များသည်အမှားများသာဖြစ်နေခဲ့သည်သူမသည်မင်းထက်ကိုအားကိုးတကြီးချီးမိသည်မှာမဆန်းတော့ပေမင်းထက်သည်သူမအတွက်ချစ်သူသာမကတေမင်း၏လက်တွေမှာဆွဲထုတ်ပေးမဲ့ကဲတင်ရှင်ကြီးတစ်ဖွဲဖြစ်နေသည်သို့တော့မင်းထက်ကောသူမအကောတကယ်ပဲရိုးသားရဲ့လားထိုစဉ်အိမ်ရှိလူခေါ်ဘဲတန်မြေလာသည်နှင်းတို့တကားသွားဖွင့်လိုက်တော့စုပ်ပြတ်နေသည့်အဝတ်အစားများနှင့်အသက်50ကျော်အရွယ်အမျိုးသားတစ်ယောက်ရက်နေသည်ထိုသူ၏မျက်လုံးများကနတ်ရှင်းပြီးကြောက်မှတ်ဆွေရာခွက်လာလှသည်သမီးဒေါက်တာမင်းထက်ဒီမှာနေတာမဟုတ်လားဟုတ်ပါတယ်အဘကဘသူလဲဟင်ထိုသူက6ကက်ကက်ရေမောလိုက်ရင်ငါကသူတတ်ခဲ့တဲ့လူငယ်တစ်ယောက်ရဲ့အဖေပါသူ့ကိုပြောလိုက်ပါသူကျဲမရေးဗဟုသုတတွေနဲ့လူတွေကိုကယ်နေတယ်ဆိုတာအမှန်တရားကိုဖုံးကွဲဖို့ဟန်ဆောင်နေတယ်လို့သူလက်ထဲမှာငါသားတည်ဟဲ့လာကကျဲမရေးအမားကြောင့်မဟုတ်ဘူးလူတတ်မှုကြောင့်ပဲလို့နင်းနုထိုးနေရတဲ့တင်ကြောက်ရွံ့ကဲ့သို့အေးခဲတော်ဟေသည်သူမမျက်နှိုးရသောတိတ်ခါရှိလာသောဒေါက်တာမင်းထက်၏နောက်ကပိုင်မှာထူလောက်ကြောက်မတ်ဆွေရာခွင်သောတမိုင်းကြောင်းရှိနေမယ်ဟုသူမတခေါင်းမှမတွေးခဲ့ဘူးပေထိုသူထွက်သွားပြီးနောက်နင်းနုသည်တကားကိုမိကြရင်ဂရန်းပြင်ပေါ်သို့ပုံရက်သာလဲကျသွားခဲ့သည်အပြင်ထွက်မှာတော့နေရောင်ကြီးသည်ပြက်ကွယ်သွားပြီးမိုးတိုင်ညို့များကအိမ်လေးကိုလွှမ်းမှုန်လာတော့သည်သူမတို့နှစ်ဦး၏ကြည်နူးနုတဲ့ကဘာလေးသည်အန်ဒီရဲ့ရှိသည့်အမားများကြားတွင်ရင်းထိုးနေပြီဖြစ်သည်ဆေးရုံ၏အထူရောင်စင်တန်လန်းတစ်လျှောက်ဒေါက်တာမင်းထက်၏ခြေတံများကခက်မှန်မှန်ထွက်ပေါ်နေသည်သူ့မျက်နှာကအမေးတန်းလိုပင်တည်ငြိမ်အေးဆေးလွန်းလာသည်သို့သောဇနိနနကနှင်းနု၏ရင်ရှိသို့ရောက်လာခဲ့သောလူစိမ်းကြီး၏အချောင်းကိုတော့သူမသိသေးပြီမင်းထက်သည်အထူးချက်မှတ်ကူးတာဆောင်IC လူရှိသို့ရောက်တော့လူနာရှင်အမျိုးသမီးတဦးကငိုယိုကာပြီးထွက်လာသည်ဆေးရကျမသားလေးဘာဖြစ်တာလဲဟင်ညကအထိကောင်းကောင်းမွန်မွန်စကားပြောနေလာလေအခုကျမှဘာလို့အသက်ရှူချက်သည်တတိလစ်သွားရတာလေမင်းထက်ကလူနာမတန်းကိုအသေးချာကြည့်လိုက်သည်လူနာမှာအသက်12နှစ်အရွယ်ကောင်လေးတဦးဖြစ်သည်ဖျားနာယုံများဖြင့်တက်လာခဲ့သူဖြစ်သည်သို့သောယခုဖြစ်စဉ်မှာထူးဆန်းနေသည်အမညကကောင်လေးကိုစီးယုံစာမဟုတ်ပဲအပြင်းစာဘာဒီကျွေးမိသေးလေအမျိုးသမီးကတုံတုံရီရီဖြင့်ဘာမှမကြွေးပါဘူးဆရာသူကအသီးအနှံကြိုက်လို့ပန်းသီးလေးတွေပဲစိတ်ကြွေးမိတာပါအဲ့ဒါလေကျန်းမာရေးကောင်းအောင်လို့လीမင်းထက်ကသပြင်းတခြားခြားကပန်းသီးအခွန်ခွာထားသောပကံလုံးလေးကိုကြည့်လိုက်သည်ပန်းသီးစိတ်များအလဲဘဟုတွင်ပန်းသီးအစိတ်မြဲလေးများကိုတွေ့လိုက်ရသည်အမပန်းသီးအစိတ်တွေကိုသူဝါးစားမိလားဟုတ်ကဲ့ဆရာသူကအစိတွေကအစီးဖက်ဝင်တယ်ဆိုပြီးဝါးစားပြစ်တာအစီလေးတွေပဲဥစ္စာဘာဖြစ်လို့လဲဟင်မင်းထက်ကအလေးအနက်ထားကရှင်းပြလိုက်သည်ဒါဟာလူတော်တော်များများမားတတ်ကြရဲ့ကျမ်းမာဤအမားပါပဲအမပန်းသီးအစိတ်ထဲမှာအမစ်တလင်ဆိုတဲ့ထည့်ပေါင်းတစ်မျိုးပါတယ်အဲ့ဒါကိုဝါးလိုက်တဲ့အခါခန္ဓာကိုယ်ထဲမှာစာယနိုက်ဆိုတဲ့အစိတ်ထက်ငွေအထိပြောင်းလဲသွားတတ်တယ်လူကြီးတွေအတွက်တော့ပမာဏအနည်းငယ်ကဘာမှမထက်ပေမဲ့ခလေးငယ်တွေမှာတော့အသက်ရှူလန်းချောင်းဆိုင်ရာပြဿနာကနေအသက်အန္တရာယ်အထိခက်စေနိုင်ပါတယ်အမျိုးသမီးမှာအံ့အားသင်းကပါဆက်အဟောင်းသားဖြစ်သွားရရှာသည်မိမိဤမတိနားမလည်မှုကသားဖြစ်သူကိုတေမင်းငင်ရင်ဆိုင်ခိုင်းသလိုဖြစ်သွားသည်ကိုရင်ထုမနာဖြစ်နေတော့သည်မင်းထက်ကလိုအပ်သည့်ကူးတာမှုများကိုညွှန်ကြားပြီးနောက်သူ့၏နားနေကန်းထဲသို့ဝင်လာခဲ့သည်နားနေကန်းထဲတွင်သူသည်ကွန်ပျူတာရှေ့မှထိုင်ကအန်ဒီယေရှိသောတွဲဖက်မှုများဆိုသည့်ဖိုင်တစ်ခုကိုဖွင့်လိုက်သည်
ထိုဖိုင်ထဲမှာသူသည်လူအများတတိပထားမိသောကျမ်းမာရေးဆိုင်ရာအမှားများကိုစနစ်တကျမှတ်တမ်းတင်ထားခြင်းဖြစ်သည်ဗီတာမင် C နဲ့ပဇွန်ဒူးရင်းသီးနဲ့အရက်ပြီးတော့အရေးပြားပေါ်ကအဖြူကွက်များကဖွေးမဟုတ်ပဲနေလောင်ကွက်များဖြစ်နေတာကိုသတိမထားမိပဲမှားယွင်းသောလိမ့်စေးများဆွဲသုံးနေကြတာကိုသူကခေါင်းခါရင်မှတ်ချက်ဖြူနေမိသည်သို့သောထိုစဉ်မှာပင်သူ့ရဲ့ဖုန်းထဲသို့ message တစ်ခုဝင်လာသည်နင်းနုစီကဖြစ်သည်ကိုအိမ်ကိုလူတစ်ယောက်ရောက်လာတယ်သူကကိုလူသက်သမားလူပြောသွားတယ်နှင်းဖာကိုယုံရမလဲဟင်မင်းထက်ဤလက်ကြောင်းများတောင့်တင်းသွားသည်သူသည်ဖေတင်းပေါက်အကင်ဘက်ကကောင်းကင်ရံကိုငီးကြည့်ရင်လွန်ခဲ့သောနှစ်အနည်းငယ်တုန်းကဖြစ်ရတစ်ခုကိုပြန်လည်အမှတ်တရသွားသည်သူသည်ထိုစဉ်တုန်းကစီးယုံအိုကီ၏အမိန့်အရာလူနာတဦးကိုမှားယွင်းသောစေဝါမပေးမိသယောင်ဖန်တီးခဲ့ရဘူးသည်တကယ်တော့သူသည်ထိုကျမ်းမာ၏အမားများကိုစိတ်ပန်နီးမြစုဆောင်းနေတာကလူဒီကိုကယ်တင်ရန်ထက်ပိုမှုနှက်ကြီးသောရည်ရွယ်ချက်တစ်ခုရှိနေသည်ထိုရည်ရွယ်ချက်သည်နှင်းနု၏မိသားစုဝင်များတေဆုံးမှုနှင့်ဓာတ်ရိုက်ပတ်သက်နေသည်သူသည်နှင်းနုစီသို့ဖုန်းပြန်ခေါ်ရန်ပြင်ဆင်စဉ်သူ့ရဲ့အခန်းတကားကိုတစုံတစ်ယောက်ကပြင်းထန်သွားလာခောက်သည်ဒေါက်တာမင်းထအရေးပေါ်လူနာတစ်ယောက်ရောက်နေတဲ့အတွက်အဲ့ဒီလူနာကဒေါက်တာမင်းထက်ကိုပဲတွေ့ကျင်တယ်လို့ပြောနေတယ်မင်းထအခန်းပြင်သို့ထွက်ကြည့်လိုက်တော့ကတင်ပေါ်မှာလဲလွှိုင်းနေတဲ့လူနာကိုမြင်လိုက်တဲ့ခဏမှာသူ့မျက်နှာတွင်ပထမဦးဆုံးအကြိမ်ထိတုန်လှူရှားမှုအရေးအယောင်များပေါ်လာတော့သည်ထိုလူနာမှာတခြားသူမဟုတ်နှင်းနု၏မတန်ဆွမ်းဖြစ်နေသောမောင်လေးပင်ဖြစ်သည်ကလင်းရဲ့ဘားတောင်းတွေမှာအမျိုးများထွက်နေသည်တကိုယ်လုံးသာလျှင်အပြာရောင်တန်းနေသည်ဤသည်တာမန်ယောဂမဟုတ်ပဲဓာတုဗေဒအစိတ်တင်ချင်းကမျိုးမှန်မင်းထက်ချက်ချင်းသိလိုက်ရသည်နှင်းနုမင်းဘာဒီလုလိုက်တာလေဟုသူကတူတူလီရိပ်ရွယ်လိုက်တော့သည်ဆေးရုံအရေးပေါ်ဌာန၏မီးရောင်အောက်တွင်မင်းချက်ဤမျက်နှာမှချွေးဆေးများဖြင့်ဆိုရွှယ်နေသည်နှင်းတို့၏မောင်လေးအောင်လေးသည်အသက်ရှူရန်အလိုအလဲရုန်းကန်နေရသည်သူ့၏နှလုံးခုန်လုံးမှလည်းပုံမှန်မဟုတ်တော့ပေမင်းချက်သည်အောင်လေး၏လက်သေးခွင်များကိုကြည့်လိုက်တော့ခရိုင်းရောင်တန်းနေသည်ကိုတွေ့ရသည်ဒါကတာမန်အစာစိတ်တင်တာမဟုတ်ဘူးမင်းထက်ကဘေးနားကတူနာပြူကိုအမြန်ညွှန်ကြားလိုက်သည်ကလေးရဲ့အစာအိမ်ကိုအမြန်ဆုံးဆေးထုတ်ဖို့ပြင်ပေးပါပြီးတော့သူ့အမစီကနေသူနောက်ဆုံးစားခဲ့တဲ့အရာတွေရဲ့နမူနာကိုရအောင်ယူခဲ့ပါမကြမီမှာပဲနှင်းနုသည်ဆေးရုံသို့ပြတလဲရောက်ရှိလာသည်သူမ၏မျက်နှာမှာဖြူလျော့နေသည်မျက်ရည်များခြင်းပြည့်နှက်နေ၏ကိုအောင်လေးအဆင်ပြေရလားဟင်နှင်းဘာမှမကြွေးမိပါဘူးသူကဗီတာမင်စီအားဆေးတွေတောက်ချင်တယ်ဆိုလို့နှင်းကအများကြီးတိုက်လိုက်မိတာပဲရှိတယ်မင်းထက်ကမျက်မှောင်ကျုပ်သွားသည်ဗီတာမင်စီတိုက်တာကတော့ဟုတ်ပါပြီနှင်းရဲ့ဒါပေမဲ့ဗီတာမင်စီနဲ့အတူတခြားဘာတွေကျွေးလိုက်သေးလဲသူကပင်လယ်စာကြိုက်တော့ပစွန်ထုတ်စီပြန်ဟင်းနဲ့ကျွေးလိုက်တာလေးကိုမင်းထက်ဤမျက်နှာမှာထိတ်လန့်သွားသည့်အရေးအယောင်ပေါ်လာသည်ဤဒီမှာလူအများစုတတိမထားမိပဲကျူးလွန်မိတတ်သည့်အန်ဒီရဲ့အကြီးဆုံးကျဲမာကြီးအမားတစ်ခုပင်နှင်းဒါကအန်ဒီရဲ့ရှုတယ်ဆိုတာနှင်းမသိဘူးလားပဇွန်နဲ့ပင်လယ်စာတွေမှာ pentavalent arsenic ဆိုတဲ့ဓာတ်ပေါင်းတစ်မျိုးဓာတ်ကျွင်းအဖြစ်ပါဝင်နေတတ်တယ်အဲ့ဒါကိုဗီတာမင် C ascorbic acid နဲ့ပေါင်းစပ်လိုက်တဲ့အခါဓာတ်ဖြူမှုဖြစ်ပြီး trivalent arsenic ဒါမှမဟုတ်လူသိများတဲ့ arsenic acid အဖြစ်ပြောင်းလဲသွားတတ်တယ်။နှင်းနု၏မျက်လုံးများကဖြူးကျဲသွားသည်။အစိတ်ဖြစ်သွားတယ်ဟုလားကိုဟုတ်တယ်နင်းအဲ့ဒီအစိတ်ကခန္ဓာကိုယ်ထဲမှာအတယ်နဲ့ကြောက်ကပ်ကိုချက်ချင်းပျက်စီးစေနိုင်တယ်လို့အသက်ရှူလမ်းကွမ်းကိုလည်းပိတ်ဆို့စေနိုင်တယ်။ဗီတာမင် C ပမာဏများရင်များသလောက်အစိတ်ကပိုပြင်းထန်တယ်။မင်းထက်ကအောင်လေးကိုကယ်တင်ရန်အားသွန်ခွန်းဆိုင်ကြိုးစားနေရသည်။သို့တော့သူ၏စိတ်ထဲမှာတော့မေးခွန်းပေါင်းများစွာဖြစ်ပေါ်နေ၏။နှင်းနူသည်ဤဘဟုတုတကိုတကယ်တည်းမသိခဲ့တာလား။သို့မဟုတ်သူမ၏မိသားစုဝင်များတယောက်ပြီးတယောက်ထူးချမ်းစွာသေဆုံးမှုမှာဤကဲ့သို့သောမတော်အဆကျမ်းမာရေးအမှားတွေဖြင့်ဖန်တီးထားခြင်းလား။အောင်လေးကိုကူးတာပေးနေစဉ်မှာပင်ဆေးရုံအုပ်ကြီး၏အတွင်းရေးမှုရောက်လာပြီးမင်းထက်ကိုအသိပေးသည်။ဒေါက်တာမင်းထက်ဒေါက်တာစီကိုပါဆယ်တစ်ခုရောက်နေပါလေအထဲမှာဘာတွေပါလဲတော့မသိဘူးမင်းထက်ထိုးပါဆယ်ကိုဖွင့်ကြည့်လိုက်သည့်အခါအထဲမှာဟောင်းနွမ်းပြတဲ့ဓာတ်ပုံတစ်ပုံနဲ့အတူစာတစ်စောင်ကိုတွေ့လိုက်ရသည်မီးရဲ့ကျမ်းမာရေးဗဟုသုတတွေကလူတွေကိုတတ်ဖို့အတွက်လားကဲဖို့အတွက်လား
နင်းနုရဲ့အကျေးဗီသူနှင်းငွေဤတေတုံးကလည်းမင်းမဲစိတ်ညွှန်းပေးခဲ့တာမဟုတ်လားအမှန်တရားကိုမင်းဖုံးကွယ်ထားနိုင်မဲ့ထင်နေလားစာကိုဖတ်ပြီးမင်းထက်ဤလက်များတုံရင်လာသည်ထိုချိန်မှာနှင်းလူကမင်းထက်ဤအနားသို့တိုးကပ်လာပြီးတိုးတိုးလေးမေးလိုက်သည်ကိုကိုလူသက်မထားလူပြောနေတဲ့သူကဘသူလဲနှင်းတို့မိသားစုဝင်များတေဆုံးတာကကိုနဲ့တကယ်ပဲပတ်သက်နေတာလားစီးယုံစင်ကြောင်တခြားအေးဆက်သောလေထုကကြီးဆိုနေသည်မင်းထက်သည်နှင်းတို့၏မျက်လုံးများကိုစိုက်ကြည့်လိုက်သည်သူမ၏မျက်လုံးထဲမှာချစ်ချင်းတရားထက်ပိုမိုနှက်လန်းသည့်ကြောက်စရာကောင်းသောကလေးစချီရဲ့အရေးအယောင်များကိုသူမြင်လိုက်ရသလိုခံစားလိုက်ရသည်နှင်းကိုရှင်းပြပါမယ်မင်းထက်ကစကားကိုခက်ခဲစွာပြောလိုက်ရသည်ဒါပေမဲ့အခုတော့အောင်လေးကိုအသက်ရှင်အောင်လုပ်ပါမယ်နောက်ပြီးနှင်းအခုတော့နေတဲ့ရေမွေးကကောနှင်းကိုယ်တိုင်ဝဲတာလားနှင်းနူကသူမရဲ့လေပင်ကရေမွေးနံကိုရှူကြည့်ပြီးခေါင်းကျင်ပြသည်ဟုတ်တယ်လေကိုဒါပေမဲ့အဲ့ဒါကဘာဖြစ်လို့လဲအဲ့ဒီရေမွေးထဲမှာ Fertilix ပမာဏအဆမတန်များနေတဲ့နှင်းအဲ့ဒါကနှင်းရဲ့ဟော်မုန်းစနစ်ကိုဖျက်ဆီးနေတာနှင်းအခုတလားခေါင်းခဏခဏမူးနေတာအဲ့ဒါကြောင့်ပဲမင်းထက်ဤစကားကြောင့်နှင်းနုဆွန့်အားသွားရပြန်သည်သူမတို့ဤပတ်ဝန်းကျင်အရှိအရာရာတွင်သည်အန်ဒီရဲ့များဖြင့်ပြည့်နှက်နေသလိုပင်ချစ်သည်သို့တော့ထိုအန်ဒီရဲ့များကိုဘသူအတွက်ရည်ရွယ်ပြီးဖန်တီးထားကြတာတော့လဲဆိုတာကတော့အောင်လေးကိုအရေးပေါ်ကုသမှုပေးပြီးနောက်အခြေအနေကအနှဲငယ်ပြန်လေတင်ကင်သွားတော့လေမင်းထက်ဤရန်ထဲမှာတော့မုန်တိုင်းထန်နေစေဖြစ်သည်သူသည်ဆေးရုံဝန်းထဲကလူသူရှင်းသည့်ခုံတန်းလေးတစ်ခုမှထိုင်ရင်လက်ထဲကဓာတ်မှန်ဟောင်းကိုစိုက်ကြည့်နေမိသည်ဤဓာတ်မှန်သည်နင်းနု၏အမနင်းဝိ၏တေဆုံးကာနီကရိုက်ခဲသည့်ဓာတ်မှန်ချူသည်ထိုစဉ်နင်းနုကသူ့အနားသို့တိတ်တဆိတ်ရောက်လာသည်သူမ၏လက်ထဲတွင်နွားနို့ဘူးလေးတဘူးပါလာ၏ကိုပိမဲနေပြီမလားဒါလေးတောက်လိုက်ပါဦးမင်းထက်ကနွားနို့ဘူးကိုလှမ်းယူလိုက်တော့လေမတောက်သေးပဲဘေးမှချထားလိုက်သည်သူကနင်းနုကိုစိုက်ကြည့်ရင်လေးနက်တော့လေးတန်းမြင့်မိလိုက်သည်နင်းကိုအမှန်တိုင်းပြောပါနင်းအခုတလောဘာလို့အိတ်ဆေးတွေတောက်နေတာလဲနင်းနုတုံလို့တွားသည်ကိုဘလို့သိတာလဲနင်းရဲ့မျက်လုံးအိမ်တွေကဖောင်းအစ်နေပြီးစကားပြောရင်လာလေးနေတာကိုကြည့်ကြတဲ့ကကိုသိတယ်ပြီးတော့နင်းတောက်နေတဲ့အိတ်ဆေးကဘန်ဇိုဒိုင်ယာဆီပင်းအုပ်စုဝင်ဆေးတွေမလားနင်းတီးထားရမှာကအိတ်ဆေးတွေကိုအရဒါမှမဟုတ်ချောင်းဆိုးပြောက်ဆေးတချို့နဲ့တွဲတောက်မိရင်အသက်ရှူလမ်းကြောင်းကိုရုတ်တရက်ရက်တန့်သွားစေနိုင်တယ်နင်းနုကခေါင်းငုံကငိုရှိုက်လိုက်သည်နင်းကြောက်လို့ပါကိုရဲ့ညဘက်ဆိုရင်အမပြန်လာသလိုပဲခံစားရတယ်အမသေးတာကတကယ်ပဲအာဟာရချိုးလဲလို့မဟုတ်ဘူးဆိုတာနှင်းတည်နေပြီကိုကအမရဲ့ဆရာဝန်ဖြစ်ခဲ့ဘူးတာပဲအမဘာကြောင့်သေးတာလဲဆိုတာကိုတကယ်မသိဘူးလားမင်းထက်တက်ပြင်းအရှိကြီးချလိုက်သည်ဤဒီမှာသူဖုံးကွယ်ထားခြင်းသည့်အနာကက်ပြင်းဖြစ်သည်နှင်းဝီဤသေးတာကငါးကြီးစီကြောင့်နှင်းနုအံ့ဩတော်သည်ရှင်ငါးကြီးစီကအချမ်းမရဲ့ကြကောင်းတာမဟုတ်ဘူးလားကောင်းပါတယ်ဒါပေမဲ့နှင်းအမကသွေးကြစီဒီပုံမှန်တောက်နေရသူလေငါးကြီးစီနဲ့သွေးကြစီသို့မဟုတ်သွေးကျဲစီဒီကိုသွေးတောက်လိုက်တဲ့အခါသွေးကပိုပြီးကျဲသွားပြီးခန္ဓာကိုယ်အတွင်းပိုင်းမှာသွေးယိုစီးမှုတွေဖြစ်လာတတ်တယ်။နှင်းအမကဘိုက်အောင်နဲ့စကားကိုအစာမဲနာတယ်လို့ပဲထင်ပြီးအကြိုက်အခဲပျောက်စီတွေထပ်တောက်ခဲ့တယ်။အဲ့ဒါကအခြေအနေကိုပိုဆိုးစေပြီးအတွင်းသွေးယိုတာကြောင့်ဆုံးပွားသွားခဲ့တာပဲ။မင်းထက်ကနင်းနူ၏လက်ကိုတင်းတင်းဆိုကြိုက်လိုက်သည်။အဲ့ဒီတုန်းကကိုဟာစေးရုံအုပ်ကြီးရဲ့ဖိအားကြောင့်အမှန်တရားကိုထုတ်မပေါ်ခဲ့ရဘူး။ကိုရဲ့အမားပဲနဲ့ကိုကိုခွတ်လွတ်ပါနင်းနုကလက်ကိုဆက်ခနဲယုံဖယ်လိုက်သည်သူမ၏မြင်ဝန်းထဲမှာနာကျင်မှုနှင့်ဒေါသအရေးအယောင်ညာရက်တန်းလာသည်ဒါဆိုကိုရရာထူအတွက်နဲ့နင်းအမကိုအသေးခံဟဲရလာပေါ့လေအခုကအောင်လေးကိုဘလို့နီးနဲ့တတ်အောင်မလို့လေမဟုတ်ဘူးနင်မဟုတ်ဘူးထိုစဉ်စေးရုံစပီကာမှာအရေးပေါ်ကြီးညာတဲ့ထပေါ်လာသည်အထူးကြကူတာဆောင်ကလူနာအောင်လေအခြေအနေဆိုးရင်ပါတယ်ဒေါက်တာမင်းထက်အမြန်ကြွပါရဲ့မင်းထက်ချက်ချင်းပြီးထွက်သွားသည်သို့တော့သူအခန်းထဲကိုရောက်သွားသည့်အခါအောင်လေးဤဘေးမှရပ်နေသည့်သူကိုမြင်လိုက်ရသည့်အကြောင်းခြေလမ်းများတန့်သွားရသည်ထူးထူးမှနှင်းနူ၏အိမ်ရှိသို့ရောက်ထဲသည့်လူစိန်ကြီးပင်ထက်သည်သူကလက်ထဲမှဆေးထိုးအပ်တစ်ချောင်းကိုကိုင်ပြီးအောင်လေး၏ဆေးပလင်းသေးသို့တစုံတစ်ခုကိုထိုးထည့်ရန်ပြင်နေသည်
မလုံနဲ့မင်းထက်ကအော်ဟစ်လိုက်သည်ထိုသူကလက်ကြည့်ကအေးဆက်စွာပြုံးလိုက်သည်ဒေါက်တာမင်းကကျန်းမာရေးအမှားတွေကိုစိတ်ပတ်နီးပင်တာနဲ့လေ့လာနေတာဆိုတော့အင်ဆူလင်ကိုလိုအပ်တာထက်ပိုထိုးလိုက်ရင်ဘာဖြစ်မလဲဆိုတာမင်းသိမှာပေါ့မင်းထက်ရင်ဘတ်တစ်ခုလုံးအေးဆက်သွားသည်အင်ဆူလင်ပမာဏများသွား၏သွေးတွင်းတကြားသက်ဂလူကို့စ်ကချက်ချင်းထိုးကျသွားပြီးအုံနောက်သေးဆုံးသည့်အထိဖြစ်နိုင်သည်ကိုသူသိနေသည်မင်းဘာလို့ချင်တာလဲမင်းရဲ့အသက်ပဲထိုသူကပြောဆိုနဲ့စီးထိုးအပ်ကိုအောင်လေးပိုက်သေးသူထိုးထည့်လိုက်တော့သည်မလုံနဲ့မင်းထိတ်အော်တန်ကအခန်းကျင်းလေးထဲမှာဟင်းထွက်တော်လေအချိန်နှောင်းသွားခဲ့ပြီထိုလူစင်းကြီးသည်အင်ဆူလင်အပြည့်ပါသောစိတ်ထိုးအပ်ကိုအောင်လေးပိုက်ထဲသို့ထိုးထည့်လိုက်ပြီးနောက်ပရင်းပေါက်မှတစ်ဆင့်လျင်မြန်စွာခုန်ချော့ထွက်ပြီးသွားတော့သည်အောင်လေးခန္ဓာကိုယ်သည်ကဒင်းပေါ်တွင်ရုတ်တရက်စက်ခနေတုံတက်သွားပြီးမျက်လုံးများလန်တက်သွားသည်နှလုံးခုန်လုံးပြဆက်မော်နီတာမှအချက်ပေးတမ်းများကစူးရှာစွာမိဟန်းနေ၏ဤဒီမှာသွေးရင်းတကြားတာလွန်ကဲစွာထိုးကျသွားသည့် hypoglycemic shock ရလက္ခဏာပင်ဂလူကိုစ်အမြန်ပြင်50% dextrose တပလင်းအမြန်ယူဟဲ့မင်းချက်ကသူနာဖြူလားကိုအော်ဟစ်ညွှန်ကြားရင်အောင်လေး၏လက်ကိုတင်းစုပ်ကိုင်ထားမိသည်မင်းချက်ကဒီအောင်လေးကိုကဲတင်ရန်စူးစမ်းနေစဉ်မှာပင်နှင်းတို့သည်အခန်းထဲသို့ပြေးဝင်လာသည်သူမသည်အခြေအနေကိုကြည့်ရင်အော်ဟစ်ငိုယူတော့သည်ကိုဘာလုပ်လိုက်တာလဲအောင်လေးကိုဘာစီးတွေထိုးလိုက်တာလဲမင်းချက်ကရှင်းပြရန်အချိန်မရှိပေသူသည်အောင်လေး၏အသက်ရှူလမ်းကြောင်းကိုစစ်ဆေးရင်းတစ်ဖက်မှလည်းတကြားရည်များကိုသွင်းပေးနေရသည်မိနစ်အနည်းငယ်ကြာပြီးနောက်အောင်လေး၏တုံရင်မှုညာငြိမ်သက်သွားတော့လေတတိပြန်မရသေးပေမင်းထက်ကနင်းတို့ကိုလှဲ့ကြီးကမောဟိုက်စွာဖြီးပြုတ်လိုက်သည်ကိုမဟုတ်ဘူးနင်းအဲ့ဒီလူစိမ်းထိုးသွားတာသူကအောင်လေးကိုအင်ဆူလင်ဒီအန်ကန်ကြီးထိုးသွားတာနင်းကိုယုံစမ်းမှာနင်းတို့ကမျက်ရည်မြန်းစားမှာမင်းထက်ကိုစိုက်ကြည့်နေသည်ယုံရမယ်ဟုတ်လားကိုနင်းသိကျင်တာကကိုကဘာလို့ဒီကျမ်းမာရေးအမားတွေကိုဒီလောက်တောင်ဆွဲလန်းလိလာနေရတာလဲဒါတွေကိုသုံးပြီးလူတွေကိုတတ်ဖို့လားမင်းထက်ကခေါင်းခလိုက်သည်မဟုတ်ဘူးနင်းဒါတွေကကိုနဲ့နောင်တဲ့ဒီပဲနင်းအစာဆုံးတုန်းကကိုဘာမှမလုပ်ပေးနိုင်ခဲ့တဲ့အသက်နောက်ထပ်ဘသူ့ကိုမှဒီလိုအမှားမျိုးနဲ့အသေးမခံနိုင်တော့လို့လိလာနေတာဥမာနင်းအခုစိုးရိမ်နေတဲ့အောင်လေးဆိုရင်လေမတန်ဆွမ်းထိရတာကငယ်တုန်းကဝတ်သက်ပေါက်စင်မှာမတိနာမလဲပဲရေချိုးမိကြလို့အစုပ်သေးပိုးဝင်ပြီးနောက်ဆက်တွဲဦးနောက်မင်းရောင်ရာကနေထိခဲ့ရတာမဟုတ်လားနင်းတို့စွန့်အားသွားသည်ဟုတ်ပါသည်အောင်လေးမတန်ဆွမ်းထိခဲ့ရသည့်အကြောင်းရင်းမှာထိုချိန်ကမိဘများ၏ရှေးရိုးဆွဲကျမ်းမာရေးအမားတစ်ခုကြောင့်သာထိခဲ့သည်လူတွေကဝတ်ထက်ပေါင်းရင်အပူပုတ်ထက်ရောင်ဆိုပြီးစောင်းတွေအထက်ခြုံခိုင်းတယ်ရေမချိုးခိုင်းမှုအစာတွေရှောင်ခိုင်းတယ်တကယ်တော့အဲ့ဒါကအမှားကြီးပဲနင်ဝတ်သက်ပေါင်းရင်အခန်းကိုလေဝင်လေထွက်ကောင်းအောင်ထားရမယ်တကူရေတန်ရှင်းရေးဂီယူဆက်ရမယ်အာဟာရပြည့်ဝအောင်ကျွေးရမယ်အဲ့ဒီတုန်းကအမှားတစ်ခုကြာအောင်လေးဘဝပြတ်ခဲ့ရတယ်လို့အခုလဲအဲ့ဒီလူကအမှားတစ်ခုကိုအသုံးပြုပြီးအောင်လေးကိုတတ်ဖို့ကြိုးစားနေတာမင်းထက်ကပြောရင်အောင်လေး၏မျက်လုံးများကိုသတ်မီးနဲ့ထိုးကြည့်လိုက်သည်အောင်လေး၏မျက်စိသွင်းရကတုံ့ပြန်မှုရှိလာပြီသည်ကိုဒါဆိုအဲ့ဒီလူကဘာတူလဲအဲ့ဒီလူကဒေါက်တာဦးစာမင်းရဲ့အဖေပဲမင်းထကလေးလံစွာပြောလိုက်သည်ဦးစာမင်းကလွန်ခဲ့တဲ့နှစ်ကစီးရုံမှာစီးမားပြီးပြီလို့အလုတ်ထုတ်ခိုင်းခဲ့ပြီးကိုတက်သေးသွားတဲ့ဆရာဝန်လေးလေသူ့အဖေကအဲ့ဒီအမားအထွတ်ငေါမာတာဝန်ရှိတယ်လို့ထင်နေတာထိုစဉ်မှာပင်မင်းထက်ဤဖုန်းထဲသို့တပ်ပုံတပုံဝေလာသည်ထိုတပ်ပုံမှာနှင်းနုဤအိမ်တဲကမိဖို့ချောင်ပုံဖြစ်သည်မိဖို့ချောင်စပွဲပေါ်တွင်ငိုင်းတိတာဘူးတပူးကိုဖွင့်လျက်သားတွေ့ရသည်မင်းရဲ့ချစ်သူကိုတတိပေးလိုက်အောင်ဒေါက်တာငါးတိတာဘူးတွေမှာအဖုံဖောင်းနေရင်ဒါမှမဟုတ်ဖွင့်လိုက်လို့အနံ့မကောင်းရင် Clostridium botulinum ဆိုတဲ့ဘက်တီးရီးယားကထွက်တဲ့အဆိပ်ကြောင့်တကူလုံးလေဖြတ်ပြီးတေးနိုင်နေဆိုတာမင်းမသိပေးထားဘူးလားမင်းထက်မျက်လုံးများဖြူးကျဲသွားသည်နှင်းမနက်ကအိမ်မှာငါးတိတာစားခဲ့သေးလားနှင်းနုကတုံရီနဲ့ခေါင်းငိမ့်လိုက်သည်ဟုတ်ကဲ့ကိုအဟင်းချက်ဖို့ဆိုပြီးနည်းနည်းမြည်ကြည့်မိသွားတယ်ဘရားတရေမင်းချက်နှင်းနု၏လက်ကိုဆွဲကအရေးပေါ်စစ်ခန်းသို့ပြေးသွားတော့သည်ဇလန်းကအခုမှတကယ်အသက်လူပွဲဖြစ်လာတော့သည်အောင်လေးကိုကယ်တင်နိုင်ခဲ့တော့လေအခုရတွင်နှင်းနု၏အသက်ကစက္ကန့်နဲ့အမျှစိုးရိမ်နေရပြီသည်
ဆေးရုံ၏အရေးပေါ်ကုသဆောင်တဲ့တွင်နေနု၏အခြေအနေမှာမြေမကောင်းလောက်အောင်ဆိုးရွားလာသည်သူမ၏မျက်ခွန်များသွဲကြလာသည်စကားပြောရန်ပင်ပန်းနေ၏ဤသည်မှာပိုတူလီဇမ်အစိတ်တင်ခြင်း၏အစောပိုင်းလက္ခဏာဖြစ်တော့ကြွက်သားများအားနည်းလာခြင်းပေကိုနင်းအသက်ရှူရလာခတ်လာပြီနှင်းနူ၏အတန်မှာတိုးဖြော်လွန်လာသည်မင်းထက်၏နှလုံးသားတစ်ခုလုံးကွဲအပ်မတက်ခံစားနေရတော့လေသူသည်ဆရာဝန်တယောက်ပြီးစိတ်ကိုတင်းထားရသည်နင်းခဏလေးပဲတောင့်ထားပါကိုအန်တီဒေါက်ဆင်အစိတ်ဖီစီပြည့်နေပြီနှင်းတီလားစီးသွက်ဘူးတွေထဲမှာရှိရဲ့ဘူတူလီနမ်အစိတ်ကကဘာပေါ်မှာအပြင်းထန်ဆုံးအစိတ်တွေကတခုပဲအဲ့ဒါကအာယုံကြောစနစ်ကိုပိတ်ဆို့ပြီးလူကိုတဖြည်းဖြည်းချင်းလေဖြစ်သွားစေတာမင်းထက်သည်နင်းတို့ကိုစေသွင်းပေးနေစေမှပင်အခန်းထဲသို့လူစိမ်းကြီးထက်မှန်ရောက်ရှိလာပြန်သည်သို့တော့ယခုတခါတွင်တော့သူသည်လက်နက်မပါဘဲဝမ်းနဲကြေကွဲနေသောမျက်နှာဖြင့်ရောက်လာခြင်းဖြစ်သည်မင်းငါ့ကိုတက်ချင်ရင်ထက်ပါဒါပေမဲ့နင်းနုကိုတော့ကယ်ခွင့်ပေးပါမင်းထက်ကထိုသူကိုကြည့်ကအော်ပြောလိုက်သည်လူစိမ်းကြီးသည်ကရင်ပေါ်ကနင်းနုကိုကြည့်ကတပ်ပင်းအရှိကြီးချလိုက်သည်ဒေါက်တာငါအမားကြီးမားခဲ့သည်ငါသားဇော်မင်းတည်သွားတာကမင်းကြောင့်မဟုတ်ဘူးဆိုတာအခုမှသိလိုက်ရတယ်ဇော်မင်းခြံထားခဲ့တဲ့တာယာတွေကိုငါအခုလေးတင်ဖတ်ပြီးပြီသူကအရက်နဲ့အကိုက်ခဲပြောက်စီးတွေကိုအမြဲတွဲတောက်ခဲ့လို့သူ့ရဲ့အသေးတွေပျက်စီးပြီးတိတ်ဆုံးခဲ့တာပဲမင်းကသူ့ကိုကယ်ဖို့ကြိုးစားခဲ့ပေမဲ့သူကအမားတွေကိုဆက်လွတ်ခဲ့တာလူစိမ်းကြီးဒီဒူးထောက်ကြကငိုကြွေးတော်သည်ငါရဲ့အမုန်းတရားတွေကမင်းတို့လိုအပြစ်မဲတဲ့လူတွေကိုဒုက္ခပေးမိပြီအဲ့ဒီငါးတေတာဘူးကိုငါကိုယ်တိုင်နှင်းနှူးရဲ့မိဖို့ကြောင့်တွေမှာထားခဲ့တာပါမင်းထက်သည်ထိုသူကိုအပြစ်မတင်နိုင်တော့ပေသူသည်နှင်းနှူ၏လက်ကိုကင်ကာဆေးသွင်းနှုပြီးဆုံးသည့်အထိစောင့်ကြည့်နေခဲ့သည်နာရီအနှဲငယ်အကြာတွင်နှင်းနှူ၏အသက်ရှူသံများပြန်လည်မှန်ကန်လာပြီးမျက်လုံးများပွင့်လာခဲ့သည်ကိုနင်းတတိရလာပြီလားအခုအန်ဒီရဲ့ကင်းသွားပါပြီနင်းနုကပြုံးလိုက်တော့လေသူမ၏မျက်ဝန်းထဲတွင်နှောင်တမျှရှိနေစေသည်ကိုနင်းလဲကိုအပေါ်မှားခဲ့ပါတယ်ကိုတန်တရားဝင်ခဲ့မိတယ်ကိုရဲ့စေတနာတွေကိုအထင်လွဲခဲ့မိတယ်ကျဲမာရေးဘဟုတုတဆိုတာအသက်တစ်ကြောင်းကိုကယ်နိုင်မလို့မတိနားမလဲရင်လဲလူသက်လက်နဲ့ဖြစ်သွားနိုင်တယ်ဆိုတာနင်းအခုမှကောင်းကောင်းကြီးနားလည်သွားပြီနောက်နေ့နနက်ခင်းတွင်နေရောင်ကြီးကဆေးရုံပတင်းပေါက်မှတစ်ဆင့်နှွေးထွေးလွှာဖလာကျက်လာသည်အောင်လေးလဲတတိရလာပြီးစကားပြန်ပြောနိုင်နေပြီဖြစ်သည်မင်းထက်သည်နှင်းနုနဲ့အောင်လေးလူ၏ဘေးတွင်ရပ်နေရဲ့နဲ့သူ့ရဲ့မှတ်တမ်းစာအုပ်လေးကိုပိတ်လိုက်သည်ကိုဘာဆက်လုပ်မှလဲနင်းကမိသည်ကိုဒီမှတ်တမ်းတွေကိုစာအုပ်အဖြစ်ထုတ်ပြန်မယ်နင်းလူတွေတခါမှမကြားဘူးတဲ့တတိမထားမိတဲ့အန်တီရရှိတဲ့ကျမ်းမာရေးအမားတွေအကြောင်းကိုလူလိုက်သိအောင်ပြောပြမယ်ဒါမှနောက်ထပ်မိသားစုတွေငါတို့လိုမခံစားရမှာမင်းထက်သည်နင်းနုဟီလက်ကိုတင်းဆုပ်ကာစေးရုံဝင်းထဲကတစ်ပင်စိမ့်လေးတွေကိုငေးကြည့်နေမိသည်အတိတ်ကအမားတွေကတင်ကန်းစာတွေဖြစ်သွားခဲ့ပြီအနာဂတ်မှာတော့သူတို့သည်အသိပညာနဲ့မေတ္တာကိုပေါင်းဆက်ကဘဝတည်တစ်ခုကိုတိဆော့သွားကြတော့မည်အပြင်ဘက်တွင်တော့ငလီးတွေတေးတင်ကတာယာစွာထွက်ပေါ်နေပြီမုန်တိုင်းထွင်ခဲ့တဲ့ညသည်ဤနောက်ခံမှာတော့ကြည်လင်သောကောင်းကင်မြတ်ကြီးကစီကြိုနေလေတော့သည်ဇလန်လီကတော့ဒီမှာပဲပြီးသွားပါပြီရှင်အဆုံးထိကြည့်ရှုပေးခဲ့တဲ့ပရိသတ်ဦးစီးချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီဗီဒီယိုလေးမှာပရိသတ်တို့အတွက်ဘဟုတုတတစုံတစ်ခုရခဲ့တာရှိရင် comment ပေါ်မှန်သွားခဲ့ပါနော်ပြီးကျင်တာလေးလည်းမေးခဲ့ပါနော်ဗီဒီယိုလုပ်ပြီးတင်ပေးပါမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်